ကျွန်တော်ဟိုကအေဇိုလာကန်လေးပြန်ပြည့်သွားပါပြီပြီးခဲ့တဲ့တစ်ပတ်ကဒီအေဇိုလာကန်တွေကိုအဟောင်းအသစ်တွေလှည့်နေတာနဲ့ဒီပြီးတော့မျိုးတွေတော်တော်များများကျွန်တော်ထုတ်ရောင်းလိုက်တာနဲ့ဒီဘယ်လိုခေါ်မလဲအေဇိုလာမပို့ပြတာတစ်ပတ်လောက်ကြာသွားပါတယ်အခုအေဇိုလာမှားထားတဲ့သူတွေကိုအေဇိုလာပြန်ပို့လို့ရနေပါပြီကဲဒီမှာစိမ့်ဆိုတာပဲเนาะဒီကန်လေးတစ်ကန်လောက်ပြည့်သွားပါပဲအေဇိုလာစိုက်နေတွေကကျတော့ကျွန်တော် TikTok မှာဆိုလို့ရှိရင်ပင်ထောက်ပေးထားပါတယ်ဗျအပေါ်ဆုံးမှာဒီကျွန်တော်တသားရသဘောမျိုးစားရဲ့အပေါ်ဆုံးမှာပင်ထောက်ပေးထားပါတယ်အဲ့ဗီဒီယိုသုံးခုကြည့်အောင်ပါပဲဒါအေဇိုလာခတ်ပြီးသွားပြီပေါ့ဗျာဒါအေဇိုလာမှားထားတဲ့လူတွေရှိကိုကျွန်တော်ပုံမှုခတ်ထားတယ်ဒီလိုအေဇိုလာကတ်ပြီးသွားလို့ရှိရင်ဒီသူ့နေရာလက်သွားတဲ့နေရာလေးကိုပြန်ပြီးတော့အေဇိုလာလေးတွေရအောင်လို့ပိုက်လေးနဲ့ဖြစ်ဖြစ်ဒီအစင်ပြေတဲ့တစ်ခုနဲ့ဖြစ်ဖြစ်ပြန်ပြီးတော့share ပေးရပါမယ်ဗျဒါကတော့ဒီဘက်ကကန်လေးပါဒီဘက်ကကန်လေးလည်းဖြစ်နေပါပြီဒီလိုမျိုးပိုက်လေးနဲ့ပြန်ပြီးတော့ကျွန်တော် share ပေးပါတယ်အေဇိုလာကန်ထဲမှာတခါလေကျလို့ရှိရင်ရေမွေကြားလို့ခေါ်တဲ့ရေမွေလာတတ်တယ်ဗျရေမွေကြားအစိတ်တော့မရှိဘူးဒါပေမဲ့မွေဆိုရင်လန့်လို့လေကန်ထဲမစင်းခင်သတိထားပါတယ်အဲ့တခုတော့သတိထားပါတယ်ဒီလိုပိုက်လေးနဲ့ပြန်ပြီးတော့ share ပေးရပါတယ်ဗျအေဇိုလာကျတော့ရေငိမ့်တာကိုကြိုက်တယ်အာဟာရပြည့်ဝတာကိုကြိုက်တယ်စနေရတော့ဒါကြီးတော့မခတ်ပါဘူးလွယ်လားဆိုတော့လည်းမလွယ်ပါဘူးဗျခက်လားဆိုတော့လည်းမခတ်ပါဘူးအတော်အသင့်ပေါ့ဗျာကဲကျေးဇူးပါဗျ